ဒါကျွန်တော်တို့ကလူစေးသားတော်လန်ရေးလို့လည်းပြောလို့ရတယ်လူထုလွတ်မြောက်ရေးလို့လည်းပြောလို့ရတယ်တော်လန်ရေးဖြစ်တာပေါ့အဲ့တော့အဲ့ဒီဟာကိုမအောင်မြင်အောင်လို့စစ်ကောင်စီဘက်မှာစစ်ကောင်စီရဲ့အတုံးချခံယနေ့အချိန်ထိနေသေးတယ်ဆိုရင်တော့ကိုဘွားကိုတွေးဖို့ပဲပြောစီခြင်းတယ်အဲ့တော့စစ်ကောင်စီကနေမြေတွေရလာတော့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ခုနလူလှိုင်းကိုတုံးပြီးတော့နေမြေရယူတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ရီမန်းချက်ရှိသလောက်တော့ကျွန်တော်တို့ကတော့စုံပါပဲဘာဖြစ်လို့လဲဆိုတော့ရီမန်းချက်ရှိသလောက်ဘာကြောင့်စုံတာလဲဆိုလို့ချင်းဥမာပေါ့ကျွန်တော်တို့ကတစ်ပွိုင်းကို100သေးသေးတစ်ပွိုင်းကို900ဖြုံးမယ်ဆိုရင်10ပွိုင်းကို9000ဖြုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက်စစ်ကောင်စီကိုကာကွယ်ပေးနေတဲ့သူမှန်သမျှကျွန်တော်တို့ကတော့မညာတာမဟုတ်ပါဘူးအင်အားဖြုံးမှာဖြစ်ပါတယ်အဲ့တော့နယ်မြေရရှိမှုပေါ်မူတည်ပြီးတော့မှစစ်ကောင်စီကနိုင်နေပြီစစ်ကောင်စီကတာနေပြီစစ်ကောင်စီကအောင်မြင်နေပြီလို့တော့မထင်ပါနဲ့အဲ့လိုမျိုးနယ်မြေရရှိတာနဲ့အညီနော်နယ်မြေရရှိတာနဲ့အညီဒီစစ်ကောင်စီပေါ်တာဆွဲထားတဲ့သူများသားသမီးတွေဘလောက်ပေကြည်ပြီးသူများမိဘတွေဘလောက်ထိမျက်ရည်ကြီးငယ်ကြရလဲဆိုတာကိုကျွန်တော်တို့ပြောလို့ရှင်တော်လန်ရေးဘက်ကပြောတယ်ဆိုလို့ရှင်တချို့ကမယုံပါကြောက်လို့ကျွန်တော်တို့လက်တွေးပြတာဖြစ်ပါတယ်နော်ဒါလက်တွေးပြတာဖြစ်ပါတယ်ဒါဒီညီလေးတွေရဲ့ခံစားချက်ကိုပြောပြတာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီချင်းချောက်တယ်လို့မျိုးပဲအလင်းဝင်လာတဲ့အခါမှာသူတို့ဒီလိုရင်မဆိုင်ရပါဘူးနော်ဒါသူတို့ကိုယ်တိုင်သူတို့ခံစားချက်ရှိလို့သူတို့ပြောပြတာဖြစ်တယ်သူတို့ပြောပြရခြင်းအကြောင်းရင်းကလည်းနောက်ထပ်ညီငယ်တွေဘယ်လိုပြောရမလဲငါမသေးသေးဘူးငါအသက်ရှင်သူရေးအချောင်လိုက်မယ်ဆိုတော့သဘောနဲ့စက်မနေနိုင်အောင်လို့ဒီညီကိုတွေကပြောပြတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့သူတို့တက်တွေလည်းသူတို့ပြောပြတယ်သူတို့တက်ရဲ့နောက်ချန်အင်အားတွေဆိုတော့ဒါပြည်သူလူထုအတိပဲအဲ့တော့တက်မှာနောက်ချန်အင်အားမရှိသေးတယ်တက်မှာနောက်ချန်အင်အားမရှိတဲ့အတွက်ကြောင့်မို့ဆက်လက်ပေါ်တာဆွဲဖို့အတွက်ကတော့စကားစားတော့သွားနေအောင်မှာဖြစ်ပါတယ်ရှေ့တန်းမှာဆိုရင်လည်းအရန်ကိုသူတို့ကြောက်ရွံ့ရပါတယ်ကြောက်ရွံ့ရတယ်ဆိုတာကစကားစားလော်ဘီတွေပြောနေတယ်လို့ငါတို့ကြီးပဲသေးတာမင်းတို့ကမသေးတော့ဘူးလားဆိုဟုတ်ပါတယ်ကျွန်တော်တို့ဘက်လည်းထိခိုက်ကြဆုံးတော့ရှိပါတယ်ဒါပေမဲ့ပမာဏအချိုးစားခြင်းအရန်กว่าတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စင်ထားတဲ့စစ်ကွင်းစစ်ကွက်တေကွင်းတေကွက်ထဲကိုဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလူပိုနာမလဲဆိုတာတော့စဉ်းစားဖို့တင်တယ်ပေါ့နော်အဲ့တော့မင်းတို့ဒီကွင်းကလေးကိုဝင်တဲ့အချိန်မှာမင်းတို့တောင်ပေါ်ဆင်းလာတဲ့အချိန်မှာမင်းတို့အဲ့မှာဘလူချင်းတွေကြုံရသေးတယ်ချင်းတွေကြုံရကျွန်တော်တို့အာရှလန်တွေတက်ပြီးတော့အမှတောင်ပေါ်ရောက်တော့တညအိမ်နာတယ်ညအိမ်နာနောက်နေ့ကျတော့ဒီဘက်ကိုဒီ9လား9ဘေးကိုဒီကွင်းကလေးဝင်ဖို့ကတ်လာတယ်အမှတညအိမ်355ဟုတ်တညတောင်ပေါ်မှာတောင်ပေါ်မှာအဲ့နဲ့ကွင်းကလေးကိုနောက်ကွင်းကလေးကိုရွာထိပ်ကိုကတ်မယ်ဆိုတော့ညနေ4 နာရီလောက်ကိုသွားတယ်သွားတော့ကွင်းကလေးရွာထိပ်တောင်မရောက်သေးဘူးကျွန်တော်တို့ကအဲ့လိုမျိုး4 နာရီရှောက်ရတဲ့ခီးရအချိန်မှာဒီကိုပို့ပေးရတဲ့ဟွာဒီချင်းတွေကဝေယဝဲစာတော်တော်များတယ်လေအချိန်မှာ30ကျော်40လောက်ပါတယ်ဒီတောင်သင်းဆင်းနေရတယ်မဲ့2 နာရီခွဲ3 နာရီလောက်ဖြစ်နေတောင်သင်းကိုမိုးကလည်းရွာချတချို့တက်ကြက်တွေဆိုရင်ပါစာတွေရောတက်ကြက်တွေရောညောင်းနဲ့ပြုတ်ကြတဲ့ကောင်းနဲ့ဒီမိုးအားလည်းကောင်းဒီမြောင်းလုံးကရိုင်းမကျဲဘူးလေဒီရေနောက်မျောတဲ့ကောင်းနဲ့မောင်လဲမောင်အရှိကပွိုင်းသွားကောင်တယောက်မှဓာမီမထိုးနဲ့ဒီလမ်းဓာမီမထိုးပဲရှောင်းငငယ်တဲ့ရှောင်းတဲ့လမ်းလည်းမဟုတ်ဘူးလေဘယ်လိုဒူးပြဲတဲ့ကောင်းနဲ့လက်ဆုပ်တဲ့ကောင်းနဲ့ကိုရင်းကြဓာမီမထိုးနဲ့တဲ့နည်းနည်းလည်းမနောက်လည်းပြန်ကြော်သွားကြကျွန်တော်ပေါင်းတဲ့စော်တော်သေးအရှုံးပေးရတယ်သူတို့ဓာမီကအဲ့လိုမျိုးအားရကိုရင်းစားလားမစားလားအားရသင်းစားကြည့်ကြပေါ့မင်းတို့နေမကောင်းလို့ဗါလဲကျွန်တော်နေမကောင်းလို့တဲမှာပြောတယ်ဘာဆရာကျွန်တော်အောင်ရောမကောင်းဘူးစေကန်းပါညာအဲ့လိုမျိုးရှင်းတန်းထွက်ရတယ်စစ်တပ်မှာအောင်ကျော်တွေမိုးလင်းကျော်တွေမရှိဘူးအားလုံးလည်းဒီကောင်းဖြတ်တာပြစ်တော့စစ်တပ်မှာအာယုံကျော်တွေမိုးလင်းကျော်တွေမရှိဘူးမင်းတို့အသေးကျုံးတာပေါ့ကျုံးတာမင်းတို့ဒီစစ်စင်ရေးမှာငါတို့လည်းမင်းတို့တွေ့နေရတယ်လေသိလားမင်းတို့မနက်ကနေပြီးတော့ညနေထိလမ်းလျှောက်တာမင်းတို့ထမင်းစားတာလည်းမတွေ့ဘူးမင်းတို့ထမင်းရောစားအမင်းကတော့ဒီဒေါ်လာရင်းတက်ဘက်ကိုလာရင်2 ရက်လောက်ကတော့ညသာစားရတယ်အားရက်လောက်ပဲစားရတယ်ညသာစားရတော့မှပဲ7 နာရီလောက်မှသွားယူရတယ်တနေ့ချိန်မထွက်ရဘူးဒီလိုလမ်းချောင်းပြမှာဆိုလို့တက်ကပေးလိုက်တဲ့စံတုပ်တို့ဟန်ကောတွေကတော့ဘာမှလုပ်မရဘူးမင်းမချက်မစားခိုင်းတာမိကိုထွက်လို့မရဘူးမိကိုထွက်လို့မရဘူးတဲ့ချက်မစားခိုင်းထွက်တာနဲ့စလိတ်မီးတော့တွေးမကန်ဟုတ်လားထွက်တာနဲ့ကျုံးခံကျ
ကျုံး အေးတော့နော်ဒီတို့လည်းလှုပ်ချင်လို့တော့မဟုတ်ဘူးကွာသိရမလားဟိုလှုပ်သင့်တာတွေလှုပ်ရတာပေါ့အဲ့တော့စစ်ကောင်စီကတကယ်တော့ပြိုနေပါပြီနော်ကျွန်တော်တို့စစ်ကောင်စီကတက်တက်လေးပဲကြံတော့တယ်တွန်းလဲလိုက်လို့ရှိရင်ပွဲပြီးပါပြီဆိုတာကိုကျွန်တော်တို့ကဟိုးအရင်တည်းကနေပြောခဲ့တယ်နော်အဲ့တော့စစ်ကောင်စီနယ်မြေတွေနည်းနည်းပြန်ရလာတဲ့အပေါ်မှာမင်းပြောတော့ပြိုနေပြီဆိုဘာညာလေတိုက်တဲ့သူတွေရှိတယ်တကယ်တော့စစ်ကောင်စီကပြိုနေပါပြီအခုလည်းကြည့်အပတ်စဉ်စနစ်ထီတောင်နော်အပတ်စဉ်စနစ်ထီတောင်ဒီမှာအပတ်စဉ်စနစ်ထီတောင်တည်တဲ့သူတွေရှိနေပြီပေါ့နော်အပတ်စဉ်စနစ်ထီတောင်တည်တဲ့သူတွေရှိနေပြီဆိုတော့တောက်လျှောက်လဲပေါ်တာဆွဲဖို့ရှိတယ်ကျန်တဲ့ရှေ့ပတ်စဉ်တွေလည်းဟိုကုံတလောက်ဖြစ်သွားပြီဆိုတော့ပြည်သူလူထုလည်းဟိုစဉ်းစားပေါ့ဒီသူတို့လည်းတကယ်လည်းရင်ဆိုင်တိုက်ပွဲဖြစ်ရတဲ့အချိန်မှာတော်တော်လေးကြောက်ရပါတယ်ဟိုကျွန်တော်သူတို့လည်းမီးကိုတော့မထွက်ရဲပါဘူးခေါင်းပြူလာတဲ့စနိုက်ပါသားမိပြီနော်နော်မင်း စနိုက်ပါလားပဲဘာမှဒီဘက်ကဒီကျွန်တော်ထွက်လာတဲ့အချိန်ကြီးကိုဒီဒေါ်လာတက်ဘက်က လက်နဲ့ငယ်ကတိတ်မ ဟို ပြေ လက်နက်ငယ်အတန်အောင်တိတ်မကြပါဘူးဒီစနိုက်ပါနဲ့ဒီဝါနဲ့ပဲသူတို့ တုံးနေပဲ ဒုံးတယ်ပဲအဲ့လိုသူတို့တက်ကွင်းနဲ့ဒီလောက်ပဲလက်နက်ငယ်တော့တိတ်သုံးမချဘူး ဟုတ်ပါတယ်အဲ့ဒါလည်းဟုတ်ပါတယ်ဒီညီလေးတွေပြောတာမှန်ပါတယ်ကျွန်တော်တို့လည်းဒီစစ်စင်ရေးကာလမှာတိုက်ပွဲကပုံစံပြောင်းသွားတဲ့ပုံမှာလက်နဲ့ငယ်